တခါတရံကြတော့တခါမှမမြင်ဘူးတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေတွေ့လိုက်တာနဲ့ခင်မင်သွားတဲ့ပုဂ္ဂိုလ်မျိုးလည်းရှိတယ်နော်ဒါအကြောင်းပဲဖြစ်တာမဟုတ်ဘူးတခါတလေကိုယ်နဲ့လည်းတခါမှမတွေ့ဘူးတွေ့ချင်းအဲ့ဒီပုဂ္ဂိုလ်ခင်သွားတယ်စိတ်ကနော်ကိုစဉ်းစားကြည့်ကိုကြုံဘူးလားမကြုံဘူးလားကိုယ့်အကိုကြည့်နော်လူတကာနှုတ်ခမ်းဆူနေရင်တော့ဖြစ်မှာမဟုတ်ဘူးပေါ့တချို့ကြတော့ရှိရင်သူ့ဘာသူနေတာပဲကိုယ်နဲ့လည်းဘာမှမဆိုင်ဘူးမြင်တာနဲ့အမြင်ကတ်တဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်မြင်လိုက်တာနဲ့အမြင်ကတ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်အဲ့ဒါတွေဟာရှုပ်ဝက်တဲ့အတိတ်အကြောင်းအရာတွေရှိနေတယ်ဆိုတာကိုသတိထားဖို့သူ့ဘာသူဖြစ်တာမဟုတ်ဘူးနော်မသိစိတ်ကဆိုတာဆိုလေပြောမယ်ဆိုရင်ခုခေတ်စကားနဲ့ပြောမသိစိတ်ကလှုံ့ဆော်ပေးနေတာခါတလေအလိုလိုမုန်းအဲ့လူမြင်တာနဲ့မုန်းအဲ့ဒါအတိတ်ကတန်လျာကအမုန်းတွေကလည်းပါလာတတ်တယ်တန်လျာကမေတ္တာတွေကလည်းပါလာတတ်တယ်ဒါကြောင့်မို့တုံးနဲ့တူခင်းနေမင်းနဲ့ဆိုတဲ့နေရာမှာပုပ္ပေဝတန်လိဝသေနပစ္စုပ္ပန္နဟိတေနဝါဆိုတဲ့ရသော်ဘုရားကအကြောင်းတစ်ခုရှာပြထားတယ်အတိတ်တုန်းကအတူတူနေခဲ့တယ်ခင်ခင်မင်မင်နေခဲ့တဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာမြင်လိုက်တာနဲ့ခင်မင်နေနော်ပစ္စုပ္ပန္နဟိတဒုနဲ့ဒုကုညီဘူးတယ်လက်ရှိဘဝမှာမေတ္တာတဝေခုခေတ်မှာအသစ်ဖြစ်တယ်ဆိုလို့ရှိရင်လေခင်မင်မှုတွေဖြစ်တယ်အဲ့ဒါလိုပဲအတိတ်ဘဝတုန်းကယံဖြစ်ခဲ့ဘူးတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာねဒီဘဝလည်းပဲယံညှိုးဖြစ်နေတာမြတ်စွာဘုရားနဲ့ဒီဝရပဲကြည့်ဒီဝရရဲ့စိတ်ထဲမှာမြတ်စွာဘုရားအပေါ်မှာကြည့်မရအလိုလိုမုန်းနေတာတန်တရားကအမုန်းလို့ခေါ်တယ်မြတ်စွာဘုရားကတော့ငကိုယ်တည်းအတူကိုတီးခံတယ်ခွင့်လွတ်တီးခံခွင့်လွတ်ထားသည့်အတွက်ကြောင့်မြတ်စွာဘုရားကတော့ဒီဝရကိုမုန်းတယ်ဆိုစိတ်မရှိလို့ပဲသင်္ကန်းတွေပဲဝတ်ပေးထားတာပဲလေသူ့နှမတောင်ယူထားလိုက်သေးတာပဲမုန်းလို့တော့မဟုတ်တော့ဘူးเนาะအဲ့တော့ဒီဝတ္တကသာတစ်ဖက်သက်မုန်းနေတာနောက်ဆုံးကြမှာအမုန်းဟာဖြေလျော့ပြီးတော့နောက်ဆုံးမှာမြေညိုတဲ့အချိန်ကျမှမြတ်စွာဘုရားကိုကြော့သွားပြီးတော့အမုန်းနေခြေသွားအမျက်တော်ဖြေစွာအဲ့ဒီမှာပဲပေါ့เนาะသူရဲ့အမျက်ဒေါသတွေကအဲ့ဒီအချိန်မှာအမုန်းနေကုံဆုံးသွားတန်လျာကအမုန်းဆိုတာအလွန်ကြောက်စရာကောင်းတယ်ဒါကြောင့်မို့ဒီဘဝမှာမုန်းတဲ့လူမရှိအောင်တတိထားနေကြဖို့လို့ပေါ့မုန်းတဲ့လူရှိစေနဲ့ရှိလို့ရှိရင်တန်လျာကအမုန်းဖြစ်သွားလိမ့်မယ်မတည့်တဲ့လူမရှိစေနဲ့မတည့်တဲ့လူရှိလို့ရှိရင်ဥပိ္ပခာကိုကျင့်သုံးလိုက်မေ့ထားလိုက်နော်